ဦးနဲ့တော်မလေးကကော်ဖီကိုအရသာရှိအောင်ထုတ်ပေးနိုင်အောင်တက်တဲ့တင်သူတီးဖြစ်သူဟာသူမကိုအလုပ်တင်ပေါ်မှာရှင်းနှစ်ကြအောင်ထားခဲ့ပါတယ်သူမကိုရာလူလူမပေးအောင်တင်မကပဲပို့ပြီးတော့တောင်အလုပ်ပေပုံအောက်ခိုင်းမှတည်တယ်ဘသူမှမလုပ်ချင်တဲ့အလုပ်မှန်တည်းကိုသူမရှိပဲအရွယ်တကူကိစ္စလေးရှိတာပါလုတ်ဖို့ကိုင်ဖက်တွေကပါသူမရဲ့အေးကြီးလုံးနဲ့စရိုက်ကိုအခွင့်ကောင်းယူပြီးသူတို့လုပ်ပေကိုတမင်တကာလဲထားခဲ့ကြပါတယ်အနာတယောက်ညဘက်ကြီးအချိန်ပိုဆင်းပြီးအလုံးလုံးနေရချိန်မှာလုတ်ဖို့ကိုင်ဖက်တွေကတော့အပြင်မှာပျော်ပျော်ပါးပါးညစာစားနေကြတာကိုသူမသိလိုက်ရပါတယ်အနာဟာအရန်ကိုဒေါသထွက်မိပေမဲ့ဒါကိုအပြင်ဘက်မှာတော့ထုံးမပြောင်းဝင်ခဲ့ပါဘူးသူမအခုလိုအရာကိုငုံခံပြီးအလိုက်တင်နေရတဲ့အကြောင်းရင်းကတော့လွန်ခဲ့တဲ့10နှစ်ကအဖြစ်တစ်ခုစီကိုကင်းရောက်သွားပါတယ်အဲ့ဒီရုံးကဖခင်ဖြစ်သူရဲ့အလုပ်ပြောင်းရွှေ့မှုကြောင့်အနာဟာစာတင်ဖို့အတွက်မြို့တစ်ခုကိုပြောင်းရွှေ့လာခဲ့ရပါတယ်အထက်တန်းကျောင်းတည့်ရဲ့ပထမဆုံးနေ့မှာကျောင်းဝဆောင်ဝဲဖို့အချိန်ရသေးတာကြောင့်သူမဟာတောက်ပတ်တဲ့အနီရောင်ကောင်လေးကိုဝတ်ပြီးကျောင်းတက်ခဲ့ပါတယ်ယောက်ျားလေးတွေကသူမကိုငင်းမောခဲ့ကြပေမဲ့မိန်းကလေးတွေကတော့သူမဟာတမင်တက်အာယုံစိုက်ခံရအောင်လုပ်တာလို့ယူဆပြီးမကြည့်ရှုခဲ့ကြပါဘူးခုံနေရချပေးတဲ့အခါမှာတော့ဆီယာမကအနာကိုအတန်းတောင်းဆောင်ရဲ့ဘေးမှာထိုင်ခိုင်းလိုက်ပါတယ်ဒါဟာအတန်းတောင်းဆောင်ကိုသဘောကျနေတဲ့ကျောင်းသူတယောက်ရဲ့မနာလိုမှုကိုနှုတ်ဆက်ပေးလိုက်တယ်လို့ဖြစ်သွားပြီးအနာကိုဒုက္ခပေးဖို့နေလက်ရှာပါတော့တယ်ကျောင်းစင်းချိန်မှာသူမဟာသူငယ်ချင်းတွေကိုစူးစီးပြီးအနာကိုကျောင်းရဲ့ပစ္စည်းတုံလောင်းကနေမှာတမင်တကာပြေးလောင်ထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတန်ဖော်ရီရဲ့ချင်းချမှုတွေကိုအနာကနင်းနေမှမမတုတ်ပြန်ပဲမိမိကြိုက်တဲ့အဝတ်အစားကိုဝတ်ဆင်ခွင့်ကမိမိရဲ့အခွင့်အရေးဖြစ်ကြောင်းပြက်ပြက်သားသားပြောခဲ့တယ်လို့မကျေနပ်ချက်ရှိရင်လည်းကြွယ်ရမှာမဟုတ်ပဲဆရာမစီတိုက်ရိုက်တိုင်တန်းဖို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာအနာကအေးအေးဆေးဆေးပဲရင်ဆိုင်ကြော်ထက်နိုင်ခဲ့ပေမဲ့အဲ့ဒီမိန်းကလေးတွေကတော့သူမကိုဒီတိုင်းလွတ်ထားဖို့အစီအစဉ်မရှိပါဘူးသူမကိုတိတ်ခါချဖို့အတွက်အနာဘာကြောင့်ကြောင်ပြောင်းလာရတယ်ဆိုတဲ့အကြောင်းရင်းကိုလိုက်လက်စုံစမ်းပါတော့တယ်မကြခင်မှာပဲအနာဟာအရင်ကျောင်းကနေအထုတ်ခံခဲ့ရတာဖြစ်တယ်ဆိုတဲ့ကောလာဟာလာတစ်ခုသူတို့စီရောက်လာပါတယ်ဒီကောလာဟာလာကအမှန်ပဲဖြစ်ဖြစ်အမှားပဲဖြစ်ဖြစ်သူတို့ဟာတကြောင်လုံးကိုကဲ့နက်အောင်လက်ပြောခဲ့ကြတာကြောင့်အချင်းတို့တွင်းမှာပဲအနာဟာအကြောင်းမှာကောင်းဆိုးလေးဖြစ်နမည်ကြီးတော့ပါတော့တယ်မတမာတဲ့စီနီယာကျောင်းသားကြီးအချို့ကဒီအကြောင်းကိုတည်သွားတဲ့အခါမှာတော့အနာကိုသင်ခန်းစာပေးဖို့အတွက်အစီတိုလောင်ယုံစီကိုချိန်ဆိုလိုက်ပါတော့တယ်